ကဲအားလုံးပဲမင်္ဂလာပါမင်္ဂလာရှိတော့ညချမ်းလေးပါကျွန်တော်ရဲ့တူတောင်ချစ်ကိုချစ်မများအားလုံးနော်ကဲဒီဗီဒီယိုပိုင်းလေးကကျွန်တော်တို့မနေ့ပြန်73ရက်9လ2026เนาะတနေ့နာနေ့အဖွင့်နေ့လေးကိုပြန်လိုက်ပြီးတော့ရောက်ရှိလို့လာပြီကဲတနေ့နာနေ့အဖွင့်နေ့နေကုန်စာเนาะအချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေလာတင်ပေးရင်းနဲ့ကျွန်တော်တို့တပတ်စာနှစ်ချုပ်ပြတဲ့မပြောက်တဲ့ဇာတိုးလေးတွေအခွေလေးတွေကိုလည်းဒီဗီဒီယိုပိုင်းလေးထဲမှာတင်ပေးသွားမှာဖြစ်လို့ဗီဒီယိုပိုင်းလေးကိုပြီးဆုံးနိုင်အောင်ကြည့်ပေးပါကဲเนาะဒီဗီဒီယိုပိုင်းလေးကိုမြင်နေတွေ့တဲ့ချိန်ကနေစလို့ကျွန်တော်ရဲ့ချစ်ကိုချစ်မများအားလုံးစိတ်ချမ်းသာခြင်းကိုယ်ကြီးကျမ်းမာခြင်းနေနဲ့ပြည့်စုံကြပါစေစီးပွားလက်လာပါတွေလည်းဒီအလားတိုးတက်ကြပါစေလို့ဆုမွန်ကောင်းလေးတောင်းပေးလိုက်ပါတယ်เนาะကဲ Facebook ကညီကိုမောင်နှမတွေဒီဗီဒီယိုပိုင်းလေးကိုမြင်ပြီးတွေ့ပြီဆိုရင်ပုံမှန်အတိုင်းလေးပဲ like လက်မလေးတွေနှိပ်ပေးထားပါ share မှု share အားလေးနဲ့ကူညီပေးပါတယောက်မြင်တယောက် share နှစ်ယောက်မြင်နှစ်ယောက် share ပေးပါเนาะပြီးလို့ရှင်ကျွန်တော်တင်တဲ့ဗီဒီယိုပိုင်းလေးတွေကိုနေ့စဉ်နဲ့မြင်တွေ့ကျင်နေဆိုရင်ကျွန်တော်ရဲ့ page ကို follow လေးတွေမနှိပ်เนาะနှိပ်ခဲ့ဖို့မမေ့ကြပါနဲ့เนาะကဲကျွန်တော်ရဲ့ချစ်ကိုချစ်မတွေအားလုံးမနေ့ပြန်ကျွန်တော်တို့တနင်္လာနေ့အဖွင့်နေ့နေကုန်စာဝမ်းချင်းလေးတွေမိန်းလေးတွေပတ်သီးလေးတွေမပြောခင်မှာကျွန်တော်တို့ဒီတစ်ပတ်မှာเนาะအနည်းချုပ်ပြတဲ့မပြောက်တဲ့ဇာတို့အနေနဲ့ဆိုလို့ရှိရင်334ပဲဖြစ်ပါတယ်တေချာလေးမှတ်ပါ334လုံးဝမပြောက်ပါဘူးเนาะအခွေကစားခြင်းတဲ့ညီကိုမောင်နှမတွေ334အခွေဇာတို့ကစားပါเนาะကဲဒါဆိုလို့ရှိရင်မနေ့ပြန်ကျွန်တော်တို့เนาะတနင်္လာနေ့73ရက်နေ့เนาะတနင်္လာနေ့အဖွင့်နေ့နေကုန်စာမှာဝမ်းကျိန်းနေနေဆိုလို့ရှိရင်နှစ်ခွန်အချိန်ပဲဖြစ်ပါတယ်เนาะကဲဒါဆိုလို့ရှိရင်ကျွန်တော်တို့နှစ်နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်မနေ့ပြန်မှာကျွန်တော်တို့20နှစ်3เนาะ20နှစ်3နှစ်4နှစ်8เนาะဒါနှစ်နဲ့ပတ်သက်တဲ့ main ကွက်ပါ20နှစ်3နှစ်4နှစ်8ပါခွန်နဲ့ပတ်သက်တဲ့ main ကွက်ကလေးတွေဆိုရင်80ခွန်3ခွန်4ခွန်8ပါเนาะ80ခွန်3ခွန်4ခွန်8ပါ comment မှာခြာရေးပေးထားပါเนาะကျွန်တော်ထုတ်ပေးတဲ့ main ကွက်ကလေးတွေမကြိုက်လို့ကိုလုံးမိုင်ကိုကရလို့တွဲဆော့ခြင်းနဲ့ကတ်ဆော့ခြင်းနဲ့ဆိုရင်မနေ့ပြန်မှာကျွန်တော်တို့เนาะအဖွင့်နေလေးမှာအားအကောင်းဆုံးဝမ်းကျင်းသည်နှစ်ခွန်ဝမ်းကျင်းပဲဖြစ်တယ်အဓိကဗတိကိုဦးစားပေးဆော့တဲ့ချစ်ကိုချစ်မတွေအားလုံးเนาะကျွန်တော်တို့တနင်္လာနေ့အပွင့်နေ့မှာအားကောင်းဆုံးပတ်သီးသည့်နှစ်ပတ်သီးခွန်ပတ်သီးအားကောင်းဆုံးဖြစ်တယ်အကြိုက်တွင်လိုက်ဆော့ပါအကြိုက်မတွင်မဆော့ပါနဲ့စေတနာနဲ့တင်ပေးတာပြလို့ပေါ့လို့ရလို့လဲဘာမှပေးစီရမလို့ပါဘူးကဲဒါကြောင့်မို့အကြိုက်တူတဲ့ချစ်အကိုချစ်မတွေအားလုံးလိုက်ဆော့နိုင်ပါတယ်မနက်ပြန်တနင်္လာနေ့အပွင့်နေ့ဖြစ်သည့်အတွက်เนาะထိန်ထိန်သိမ်းသိမ်းလေးကစားပါကန်ဆန်းညင်တဲ့ညီကိုမောင်နှမတွေကန်ဆန်းလို့ရပါပြီကဲအခုလိုကြည့်ရှုပေးတာအထူးထူးပဲကျေးဇူးတင်ပါတယ်เนาะမနေ့ပြန်တနင်္လာနေ့အဖွင့်နေ့မှာအားလုံးပဲကံကောင်းကြပါစေအားလုံးပဲရကြပါစေဗျာနော်